32ပေါ့နော်ကောထာတာလေးကိုရွတ်ပုံလေးကိုတင်ပေးပါတဲ့ဥလန်းဆောင်မကောင်းလို့ပါပေါ့နော်32ကွတ်ထာတာပေါ့နော်အတန်တော့အမှန်ကွတ်ထာတာကျမငယ်ငယ်တုန်းကကျမရုပ်ခဲ့တာ73နှစ်တမီးရအောင်နော်ဆိုတော့32ကောထာတာဆိုပြီးတော့အတန်တော့ပါနေဒါပေမဲ့လည်းဆက်မားနေတာပေါ့နော်အဲ့တော့အမှန်ကတော့32ကွတ်ထာတာပါတဲ့အဲ့တော့အဲ့မှာရွတ်တယ်ပေါ့နော်ရွတ်ပုံလေးကိုတင်ပေးပါဆိုတော့ရွတ်ပုံလေးနည်းလေးရပါလေလို့ပြောလို့ရှိရင်ကျမတို့ကသူကဒီသပင်အမွှေးခြေတက်လက်တဲ့သွားအရေးအသားအကျော်အယိုးရိုးရင်းချင်းစီအညို့နှလုံးအသက်အမေအပြင်အဆုပ်ဥမဥသိန်းစာတိစာဟောင်းဥနောက်တဲချေတလိပ်ပြည်တွေးချွေးအစီကဲမျက်ရည်စီကြည်တတွေးနှက်အစေးကျင်တယ်ဒါလေးတွေကိုရွတ်ရုံပဲဒါပေမဲ့စိတ်ထားပုံထားနေရအရင်အရေးကြီးတယ်ဘာဖြစ်လို့လဲလို့ပြောရင်ကိုယ့်ရဲ့စိတ်အာရုံလေးကိုစူးစိုက်ရမယ်ဘယ်နေရာတွေမှာစူးစိုက်ရမလဲဆိုရင်သပင်ဆိုတဲ့နေရာလေးကိုအာရုံပြုသပင်အမွှေးခြေတဲလက်တဲအဲ့လိုနေရာလေးတွေပေါ့နော်ကိုယ်ခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတွေအကုန်လုံးအာရုံပြုပြီးရွတ်အဲ့တော့ရွတ်တဲ့အခါမှာတော်တော်များများမေးကြတယ်ဘယ်နှခေါက်ရောက်ရမလဲလို့မေးတာပေါ့နော်ဘယ်နှခေါက်ရလို့မဟုတ်ဘူးသူကပါလဲဆိုရင်ဒီရာကိုပဲဇက်တိုက်ပေါ့နော်နေရောညရောသတိရတဲ့အချိန်တိုင်းမှာဒါလေးပေါ်မှာကိုယ့်ရဲ့စိတ်ကလေးကိုတင်ထားပြီးတော့အာယုံလေးပြုတ်ပြီးတော့ရွတ်နေရမှာပေါ့နော်ကျမအရင်တော့ကတော့ဒါရဲ့အကျိုးကျေးဇူးဘာကြောင့်ပေါ့နော်ဒီဟာကကျမဖြစ်သွားတယ်အဲ့တော့ကြောက်ကနှစ်ခုလုံးအလုံးမလုံးတော့တာပေါ့နော်ကြောက်ကနှစ်ဖက်လုံးအလုံးမလုံးတာကြီးကိုဘာဖြစ်လို့ဒါကြီးကိုရွတ်ယုံနဲ့ဒီ32ကွတ်တာကိုရွတ်ပြီးတော့လုံးဝဒီကြောက်ကကြီးကလုံးဝပြန်ကောင်းသွားတယ်ဆိုတာကြီးကဒါအံ့ဩစရာကြီးလေနော်တကယ်တော့လည်းဒါဖျားစည်းပေါ့နော်ဖျားစည်းဗုဒ္ဓစည်းပေါ့နော်ဆိုတော့ဒါကိုရွတ်ပြီးဘာကြောင့်ပြန်ကောင်းသွားလဲဆိုတာကိုအဲ့တုန်းကတော့ကျွန်မအကျိုးအကြောင်းတွေကိုမသိဘူးရေမသိခဲ့ဘူးဒီလိုပဲရွတ်ဆိုတော့ရွတ်လိုက်တာပေါ့နော်ဒါဆရာတော်ဘုရားကြီးကနေပြီးတော့ချီးမြှင့်တဲ့အချိန်မှာဒါရွတ်ဆိုတော့ရွတ်လိုက်တာပေါ့နော်ဆိုတော့တကယ်တော့ကျမတို့ရဲ့စိတ်ကဝေဒနာတစ်ခုဖြစ်လာပြီဆိုရင်ဝေဒနာကိုကျမတို့ကတကယ်တော့လေမကြော်လွန်နိုင်ဘူးဝေဒနာဆိုတာကတစ်ခုခုဖြစ်ပြီဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာဖြစ်တာလေနော်ဖြစ်တော့အဲ့ဒီ pain တွေကိုမကြော်လွန်နိုင်ဘူးကိုမှဖြစ်တယ်ဆိုတာမျိုးတွေဖြစ်ပြီးတော့ခါလေကျရင်ကျမတို့ကစိတ်တဲ့ကြရဲခါလေကျရင်အသက်ရှင်ခြင်းနဲ့စိတ်တာမရှိဘူးကွာအဲ့တော့တကယ်တော့အဲ့ဒီစိတ်တွေအကုန်လုံးကတကယ်တော့အကုသိုလ်စိတ်တွေကြီးပဲအဲ့တော့အဲ့ဒါတွေအကုန်လုံးကိုကြော်လွန်သွားနိုင်ဘူးဒါတွေအကုန်လုံးကိုလက်ခံနိုင်ဖို့ပေါ့နော်ကိုယ်မှာဖြစ်နေတဲ့အရာတွေကိုကိုကလက်ခံနိုင်ပြီးတော့အကောင်းပေါ်ဆိုတာအကောင်းဆုံးကြော်ဖြတ်သွားနိုင်နေလို့ကျမကတော့ယူဆတယ်ဒါလေးကိုရွတ်နေခြင်းအဖြစ်ပေါ့32ကွတ်ထာတာကိုရွတ်နေတဲ့အချိန်မှာကျတော့စိတ်ကဒါသပင်ဆိုတဲ့နေရာလေးကိုရောက်နေအချိန်တိုင်းရွတ်နေတဲ့အခါကျရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်မှာဒီစိတ်ရဲ့အာယုံလေးကတင်ထားလိုက်တာကိုအဲ့ကြတော့ဝေဒနာပေါ်မှာစိတ်ကမရှိတော့ဘူးကွာမရှိတော့ဒီဟာလေးပေါ်မှာပဲအာယုံလေးကစိုက်နေတဲ့အခါကျတော့သူကဘာဖြစ်လာလဲလို့ပြောလို့ရှိရင်ဘယ်လိုပြောမလဲဆိုရင်ဒီကိုယ့်ရဲ့ဒီပေါ့နော်ဘယ်လိုပြောဝေဒနာတွေဆိုတဲ့အရာကိုလဲငါဆိုတဲ့အစွဲကြီးနဲ့ငါမှဖြစ်လေခြင်းနောက်ဆက်တွဲပေါ့နော်ဆိုရင်ပူပန်